ကျွန်တော်မိတ်ဆွေအရင်ခေတ်တကြံပွဲတော်ကအခုလိုမဟုတ်ခဲ့ဘူးဆိုတာမိတ်ဆွေသိပါလားမြန်မာနိုင်ငံမှာလူတိုင်းစောင့်မျှော်နေတဲ့ပွဲတော်တစ်ခုရှိပါတယ်ဒါကတော့တကြံပွဲတော်ပါနှစ်တိုင်း April လရောက်လာပြီဆိုရင် land တွေမှာ mandap stage တွေစောက်ကြတယ်လူတွေရေပတ်ကြတယ်တကြံတချင်းတွေတန်ကြီးကြီးနဲ့ဖွင့်ကြတယ်တချို့လူတွေကတကြံဆိုတာရေတပင်ပွဲလို့ထင်ကြပေမယ့်တကြံဆိုတာရေဖြန်းပတ်ချင်းထက်ပိုကြီးတဲ့ယဉ်ကျေးမှုနဲ့သမိုင်းပါဝင်တဲ့ပွဲတော်ပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့အတူတူအရင်ခေတ်တကြံနဲ့အခုခေတ်တကြံဘယ်လိုကွာခြားနေတယ်လဲဆိုတာလေ့လာကြမယ်1980 1990ဝန်းကျင်မှာတကြံကိုကြည့်မယ်ဆိုရင်အခုလို LED screen DJ stage EDM music မရှိသေးပါဘူးသူတို့ရဲ့အာယုံအားလုံးကပွဲတော်ကိုပဲစိုက်ထားပါတယ်လူတွေလုံကြီးဝစ်ပြီးပေးတော်ပန်းဆွဲထားကြပြီးတချင်း live band နဲ့ဖျော်ဖြေကြပါတယ်။ mobile phone မရှိသေးတဲ့အတွက်ဗီဒီယိုရိုက်ဖို့မစင်စားပါဘူး။သူတို့ရဲ့အချိန်ကိုပွဲတော်အပေါ်အာယုံစိုက်ခြင်းဟာအရင်ခေတ်တကြံရဲ့တည်မယ်ပါ။ကျွန်တော်မိတ်ဆွေတွေရေဖြန်းပတ်ခြင်းကတကြံရဲ့အရေးကြီးဆုံးအချက်ပါ။အရင်ခေတ်မှာဝါတာကန်မရှိသေးပါဘူး။ပုံခွတ်လက်ကန်းနဲ့ရေဖြန်းကြပါတယ်။ရေဖြန်းတဲ့အခါမှာ respectful way နဲ့ဖျော်ဖြေကြပြီးရေလောင်းခွင့်ပြုပါနော်လို့ပြောပြီးမှဖြန်းပတ်ကြပါတယ်။ရေဖြန်းပတ်ခြင်းဟာအညစ်အကြေးကိုဆေးကြောခြင်းကိုစားပြုပါတယ်။တကြံမှာပေးတော်ပန်းကအရေးကြီးပါတယ်။ပေးတော်ပန်းဟာတကြံရာသီမှာပဲပွင့်တယ်။လူတွေကအဲ့ဒီပန်းကိုတကြံရဲ့သင်္ကေတအဖြစ်သတ်မှတ်ထားပါတယ်။မိန်းကလေးတွေစပယ်မှာပန်းကြပြီးလှပမှုကိုပြသပါတယ်။တကြံနဲ့ပေးတော်နဲ့တကြံဟာ Next Burma Channel ရဲ့ပိုင်ရှင်တို့လိုအလွန်လိုက်ဖလာပါတယ်။အခုခေတ်တကြံမှာ Giant Mandap, DJ Stage, LED Screens, EDM Concert ပါဝင်လာပါတယ်။ Technology ကြောင့် Festival Experience ပို Modern ဖြစ်ပြီးလူတွေရဲ့ attention က Entertainment အပေါ်ပိုစိုက်ထားပါတယ်။တချို့က Traditional Feeling လျော့လာတယ်လို့ထင်ကြပါတယ်။ဒါဟာ Culture Change ဖြစ်နိုင်ပါတယ်။အရင်ခေတ်တကြံနဲ့အခုခေတ်တကြံနှစ်ခုလုံးမှာအကောင်းအဆိုးရှိပါတယ်။အရင်ခေတ်ကဆိုရင် culture strong ဖြစ်တယ်။အခုခေတ်မှာ entertainment strong ဖြစ်တယ်။ဘယ်ဟာပိုကောင်းလဲဆိုတာကလူတိုင်းရဲ့အမြင်ပေါ်မူတည်ပါတယ်။မိတ်ဆွေတကြံပွဲတော်ဟာရေဖြန်းပွဲတော်ထဲပိုကြီးတဲ့ယဉ်ကျေးမှုသမိုင်းပျော်ရွှင်မှုကိုကိုးစားပြုပါတယ်။မိတ်ဆွေအရင်ခေတ်နဲ့အခုခေတ်ဘယ်ဟာပိုကောင်းလဲ comment မှာမျှဝေပေးပါနော်။ Next Burma Channel ကို subscribe လုပ်ပြီးနောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ထပ်တွေ့ကြမယ်။လာမယ့်တကြံမှာပျော်ရွှင်ပါစေနော်